မင်္ဂလာပါဗျ I love football စီကနေပြန်လဲကြိုဆိုလိုက်ပါတယ်ခုဆိုရင်စနေနေ့မှာရှင်းပြန်ကစားသွားတယ်အင်္ဂလန်ပရီးမီးယားလိပွဲစဉ်6ပေါ့နော်ပွဲစဉ်6ပြီးမှာတော့ဒီဘာဦးသင်းကမမျှော်လင့်မဲတယ်ပေါ့နော်ပွဲစဉ်6မှာ Crystal Palace တင်းကို1-1နဲ့ရှုံးရတယ်ဒီချိန်မှာ Manchester City တင်းက Etihad မှာဘန်လီကို5-9ဆိုတဲ့ရလဒ်နဲ့တက်တောင့်တက်နိုင်ပါတယ်အာဆင်နယ်ကလည်းသူတို့ကစားတိုင်းအများတန်းခတ်ခဲတယ်နျူကာဆယ်ရဲ့အိမ်ကွင်းမှာတော့စိတ်ဓာတ်ပတ်မှာသွားပြီးတော့နောက်ကျခြေပါကိုတွေ injury တွေတိုင်းပေါ့နော် extra time မှာဂါဘီယယ်ရဲ့ပြောင်မြောက်လာတဲ့ခေါင်းတိုက်ကိုတွေအနိုင်ရပြီးတော့ဒုတိယနေရာကိုရောက်လာတော့နော်ဒုတိယနေရာအဆင့်1နေရာလီဗာပူး2မှတ်กว่าနဲ့ဖိအားပေးတယ်အဲ့တော့ပရီးမီးယားလိရဲ့ title တွေကလည်းတော့ပြန်ကြည့်ကောင်းလာပြီပေါ့နော်အဲ့တော့ဒီနှစ်မှာပေါ့နော်အများစုထင်ထားတဲ့ချန်ပီယံအသင်းတွေပေါ့နော်ဟာတွေလည်းသူတို့ခံမှန်းထားတဲ့အတိုင်းလီဗာပူးအာဆင်နယ်ပြီးရင်မန်ချက်စတာစီးတီးချယ်ဆီပေါ့နော်ဘယ်လိုမျိုးတော့ချယ်ဆီကတော့အားလုံးမျှော်လင့်တာဒါထက်နည်းနည်းလေးရော့နေလို့ပဲသူကလပ်ဝေါ်ကပ်မှာချန်ပီယံဖြစ်ထားပြီဆိုတော့နော် PSG ကိုတော့ဂိုးပြတ်အနိုင်ရတာလေဆိုတော့အားလုံးမျှော်လင့်တာလားဒါပေမဲ့တကယ်တမ်းကစားတော့ချယ်ဆီကအခုမှသူနဲ့သူတိုင်ပတ်နေပြီနှစ်ပွဲဆက်တိုက်ပေါ့နော်ကစားသမားတယောက်ထွက်ပြီးတော့နှစ်ပွဲဆက်တိုက်အိမ်ဝင်ဆက်တိုက်ရှုံးပြီးတော့တော်လေးအချိန်ကြီးဆိုးတယ်ပေါ့နော်။ရမယ်8နှစ်မှတ်ပဲရတာပေါ့နော်။အချိန်မှာလီဗာပူးကတော့ပွဲစဉ်5ထီပေါ့နော်။တောက်လျှောက်ပွဲတိုင်းနိုင်တယ်။ပွဲတိုင်းနိုင်ပြီး15မှတ်အခုပဲလေးကွင်းမှာသွားပြီးတော့သူတို့ရဲ့ကလည်းဗျပဲလေးဆိုရင်အများတန်းကိုရုန်းကန်ရတာဘယ်လိုလဲမသိဘူးလီဗာပူးပဲလေးနဲ့ကစားရတိုင်းအများတန်းရုန်းကန်ရတယ်နော်။ဒီရာသီစcommunity ရှစ်မှာလည်းရှုံးရတယ်ဗျပဲလေးကိုအခုလည်းပဲလေးကွင်းမှာသွားပြီးတော့သူရဲ့ရှုံးပွဲမရှိစမ်းချင်ရတယ်ပျက်စီးသွားတယ်ပေါ့နော်ပဲလေးကနိုင်ရတယ်ဒါအပြင်သူရဲ့ပြိုင်ဘက်တွေဖြစ်တယ်သူ့ရဲ့ပြိုင်ဘက်တွေဖြစ်တယ်မန်ချက်စတာစီးတီးကလည်းဘန်လီကိုအိမ်ဝင်းမှာဂိုးပြတ်နိုင်တယ်အာဆင်နယ်ကလည်းနျူကာဆယ်ကွင်းမှာသွားပြီးအနိုင်ရတယ်ဆိုတော့သူတို့တော်တော်လေးနစ်နာရတာပေါ့နော်ပဲလေးကိုရှုံးတယ်ပွဲစဉ်5ပြီးမှအာဆင်နယ်ကို5မှတ်ဖြတ်ထားရတယ်အခု2မှတ်ပဲကွာတော့တာပေါ့နော်2မှတ်ကွာတဲ့အနေထားနဲ့အာဆင်နယ်ကဖိအားပေးလာပြီပြီးတော့မန်ချက်စတာစီးတီးကလည်းအာဆင်နယ်ရဲ့အောက်ပေါ့နော်3မှတ်ကွာနဲ့ဆက်လက်ပြီးတော့ရက်တည်လာတယ်ပေါ့နော်သူတို့လည်းနည်းနည်းအခုဆိုပုံစံကောင်းလေးတွေပြန်ရလာပြီနော်မန်ချက်စတာယူနိုက်တက်ကိုနိုင်ပြီးတဲ့မန်ချက်စတာစီးတီးကပွဲတိုင်းမှာတော်တော်လေးကောင်းမွန်တယ်ရတန်မိလာပြီပေါ့နော်အဲ့တော့မန်ချက်စတီးကလည်းကြောက်ဖို့ကောင်းတော့ပေါ့ကဲဒီချိန်မှာပဲလာမဲ့ပေါ့နော်ချန်ပီယံလိတို့ကာရာဘောင်ကတ်တွေအဖရိကတွေခဏထားလိုက်ကြလာမဲ့ဒီအသင်း3သင်းရဲ့ရှေ့လာမဲ့ပွဲ5ပွဲကိုကြည့်အောင်ဗျအဲ့ချိန်မှာတော့ယာဒီစာပွဲစဉ်6ထိ6မှာပေါ့နော်ပွဲကြက်ခဲ့တယ်အာဆင်နယ်ကတော့တော်တော်လေးပွဲချောင်းတာတွေ့ရတယ်ဗျသူတို့ကယာဒီစာပွဲစဉ်6မှာ6ပွဲမှာပေါ့နော်5သင်းလောက်ကကြက်တယ်လို့ပြောရမှာပေါ့လီယူနိုက်တက်သင်းပဲတန်တက်ပါတယ်ဖွင့်ပွဲစဉ်မှာအိုထရက်ကိုသွားပြီးယူနိုက်တက်ကိုရင်ဆိုင်ခဲ့ရတယ်ပြီးရင်လီယူနိုက်တက်ကိုရင်ဆိုင်ရတယ်ပြီးရင်တတိယမြောက်မှာလီဗာပူးရဲ့အန်ဖီကိုသွားရတယ်ပြီးရင်စတိုးမှာနော်တင်ဖော်ဆိုတာလည်းအခုမှဒါရှုံးပွဲတွေကရှုံးတာမနေ့ကတော့ခြေစွမ်းနဲ့ရာသီအစပွဲစဉ်စရာတွေထွက်လာတော့အာဆင်နယ်အတွက်ခက်ခဲတယ်ဆိုတာအားလုံးကသတ်မှတ်ထားပြီးသားဗျ။ပြီးတော့မန်ချက်စတာစီးတီးကိုအိမ်ဝင်အမေရိကန်နဲ့အခုသူတို့လွန်ခဲ့တဲ့3နှစ်ဆက်တိုက်လောက်နိုင်ပွဲမရရှိတာတဲ့စိတ်ကြားပတ်မှာနျူကာဆယ်ကိုရင်ဆိုင်အဲ့ဒီချိန်မှာသူတို့ကအန်ဖီမှာလီဗာပူးရှုံးတယ်အမေရိကန်မှာမန်ချက်စတာစီးတီးကိုတရေကြပြီးတော့ပွဲတွေအမှတ်လျော့တယ်နော်ကျန်တဲ့ပွဲတိုင်း4ပွဲလုံးအနိုင်ရတာတယ်4ပွဲနိုင်တဲ့ပွဲတွေနဲ့ရမှတ်73မှတ်ပေါ့နော်အဲ့ဒါတွေရတာပြီးတော့6ပွဲမှာ73မှတ်ရနိုင်တာတယ်ပြီးရင်နောက်ရှေ့လာမယ့်5ပွဲကလီဗာပူးတို့မန်ချက်စတာစီးတီးဆိုတော့သူကအရန်ချောင်းတယ်လို့ပြောရဗျမန်ချက်လီဗာပူးဆိုရင်ဗျအခုချယ်ဆီကွင်းသွားရမယ်နောက်ပြီးရင်သူယူနိုက်တက်နဲ့ကန်ရမယ်ပြီးရင်သူပွဲချက်တွေများတယ်ဗျဖော်ဒရက်တို့ဘာလို့လည်းကန်ဖို့ရှိတယ်ပေါ့နော်အဝေးခွင်းတွေမှာအဲ့လိုမျိုးရှိတယ်မန်ချက်စတာစီးတီးကလည်းပွဲချက်လေးတွေပေါ့နော်အရင်မကြက်ဘူးဆိုပေမဲ့အရင်ချောင်းနေတယ်တော့မရှိဘူးเนาะရှေ့လာမယ်ငါပွဲကစားမယ်အာဆင်နယ်ကျတော့တော်တော်လေးချောင်းတယ်ဗျအခုဆိုခြေစွမ်းပြတ်နေတဲ့ဝဟန်တင်ကိုအခုရှေ့လာမယ်ဘက်မှာအိမ်ဝင်းမှာကစားရမယ်အဲ့ဒါပြီးတာနဲ့နိုင်ငံတကာပွဲတွေဝင်လာနိုင်ငံတကာပွဲပြီးနောက်တစ်ပတ်ကြော်မှာပေါ့နော်ဖူဟန်ကိုအဝေးဝင်သွားကြတာဒါပေမဲ့လန်ဒန်ဓာကြီးပေါ့နော်ဒါပေမဲ့ဖူဟန်ကိုတော့သူကအများတန်းအရင်နှစ်တွေမှာတော့အနိုင်များခဲ့ဘူးနော်ဖူဟန်ရဲ့ပွဲမှာဒါပေမဲ့ဒီနှစ်အခြေအနေရဆိုရင်တော့ဖူဟန်ကိုလည်း
လိုပဲဖြစ်ပွဲချောင်းတယ်လို့ပြောရမယ်ပြီးရင်အဲ့ဒါပြီးတာနဲ့သူကဘန်လီအဲ့ဒါပြီးတာနဲ့သူကဘန်လီလို့အသင်းမျိုးတွေကစားဖို့စပါအသင်းစပါနဲ့မကန်ငင်ထိပေါ့နော်သူကပွဲစဉ်လေးတော့ချောက်ပဲလေးကိုအိမ်ဝင်းမှာကန်ရမယ်ပြီးအဝေးကွင်းကဘန်လီအဝေးကွင်းပြီးရင်နောက်တစ်ပတ်မှာစန်ဒါလန်အဝေးကွင်းအဲ့ဒါပြီးတော့မှဟိုစပါနဲ့ပေါ့နော်စပါနဲ့ကန်အဲ့ဒီစပါပွဲမတိုင်ခင်ရှေ့လာမယ်ငါးပွဲရအာဆင်နယ်အတွက်ဖြစ်နိုင်အမှတ်ပြည့်ယူနိုင်လောက်တဲ့အခြေအနေပေါ့နော်ဒီမှာဝဟန်ကိုအိမ်ဝင်းမှာလည်းဘယ်လိုပဲဖြစ်နိုင်ဖို့ရကန်တော့များတယ်ဖူးမှာဝေးဝင်နေလေးတော့ရုန်းကန်ရနိုင်ပြီပဲနိုင်ဖို့အခြေအနေရှိတယ်ပဲလေးဆိုအိမ်ဝင်းမှာကန်ပဲလေးကလက်ရှိရာနေမှာတော့ဟို short တက်လို့တော့မရဘူးပေါ့နော်ပဲလေးအခုချိန်ကြီးရှုံးမှမရှိသေးတဲ့အတင်းဟိုပရီးမီးယားလိမရှုံးမှမရှိသေးတဲ့တခုတည်းတော့အတင်းပေါ့နော်ဒါပေမဲ့အမရီမှာတော့အာဆင်နယ်ကပဲလေးကိုဘယ်လိုပဲဖြစ်ဖြစ်အတားကြီးရကစားပြီးအနိုင်ယူချန်ပီယံဖြစ်ချင်တယ်ဆိုဒီလိုပွဲကတော့အနိုင်ယူရတယ်ဒါပြီးတော့အန်တက်ဘန်လေးကိုဝေးခွင့်ဟိုခက်ခဲတယ်ဆိုနိုင်ပေမဲ့ပေါ့နော်ဘာပဲဖြစ်ဖြစ်အာဆင်နယ်အတွက်တော့ဘန်လေးကပြိုင်မှာမဟုတ်ဘူးပေါ့နော်ပြီးရင်ဒါပြီးရင်ဆန်ဒါလန်တန်တက်ပဲဆန်ဒါလန်ကလည်းအခုဆိုရင်တော်တော်လေးတော့ခြေစွမ်းကောင်းတယ်ပဲကျွန်တော်တို့ရဲ့ဟိုကပရိဟောင်းကြီးကိုနစ်ချာကာဥဆောင်နေတဲ့အသင်းပေါ့နော်သူလည်း short တက်လို့လည်းမရဘူးအခုဆိုအဆင်၄မှာကိုကြောက်နေတာဗျာသူကလည်းတော်တော်လေးခြေစွမ်းကောင်းဒါပေမဲ့ဘာပဲဖြစ်ပေါ့နော်ဒီလိုအသင်းမျိုးတော့အာဆင်နယ်ကဟိုအဝေးခွင့်ဖြစ်အိမ်ခွင့်ဖြစ်အနိုင်ယူနိုင်မယ်လို့ထင်တယ်အဲ့ဒါပြီးတော့မှအိမ်ခွင့်မှာစပါကိုကစားရမယ်အဲ့ဒီစပါပွဲမတိုင်ခင်၅ပွဲဇက်တိုက်ဟာအဓိကပြိုင်ဘက်တွေဖြစ်တဲ့လီဗာပူးမန်ချက်စတာစီးတီးတို့နဲ့ရှင်ရင်သူကတော့အသာစီးရတယ်ဒါကြောင့်ဒီ၅ပွဲပြီးတာနဲ့အာဆင်နယ်အဆင်ဘယ်လောက်မှရပ်တည်နိုင်မလဲဒီ၅ပွဲမှာအာဆင်နယ်ရမှတ်ဘယ်လောက်ထိစူးစမ်းနိုင်မလဲဆိုတဲ့ပုံမှာမူတည်ပြီးတော့ဒီနေ့ချန်ပီယံတိုက်တယ်မှာအာဆင်နယ်ဟိုပြောဖို့တော့စောသေးတယ်တော့ဗာဖြစ်ဒီ၅ပွဲရဲ့ရလက်နဲ့ကြည့်ပြီးအာဆင်နယ်ရဲ့ခြေစွမ်းပိုင်းစိတ်သက်ပိုင်းနဲ့ယာဒီကုံမှာဘယ်လောက်ထိရပ်တည်နိုင်မလဲဘယ်လောက်ထိလုံးပြနိုင်မလဲဆိုတာတော့အနည်းဆုံးတော့ခံမှန်းလို့ရပါတယ်အားလုံးကျေးဇူးတင်ပါတယ်ကိုကျော်